လို့ဒီနေ့ကတော့ရှာဖွေတော့ရတဲ့ဟာလေးတွေကိုယူမှာဖြစ်ပါတယ်That's what we saw. We got on. Theo mà ai mẹ. Nó nó. Theo như xua này mà đi ba xe cũng liệu thì thế. Cả đó mày bọn nó. Đâu bây giờ. Cái nào đi nó. Hả này là có rồi thì cái sàn quá vì đó thì bị lừa gì bạn mẹ Yes, đó đi khali sẽ cây của na phê ra lại bên đó sẽ cây cái tập phá thì bị tập phá nó đi ai cũng tự bị lại để cả lý là vậy thì nó tha cái khu cái đó rồi thì bạn tìm ra đấy thả cái nhỉ ok thả ok thả đi nhé sau đó mà nó pizza pizza thì mà ta đi nó có cái gì là bài nó thì xài theo bên lại được quần áo thì phải xài theo mà solution về phần nào của UAM thì có nó thì phần nào của UAM của nó yêu bây giờ trao đổi thì cô về lại ba mẹ trong đôi thể đều vừa xuân basketball cái sai nhiều quá bà mẹ mà tôi chỉ còn như thế còn chỉ bà đấy mà tôi luôn đi nắp phanh cổ đấy chú ạ giờ bị thay bỏ nó chú xuống rồi tôi không nhớ đi mẹ đi xa ra này vừa bây giờ mẹ nó bị nhìn đó thì phanh sáng cổ bây giờ đó được không bây giờ to mà bà là biển đó tôi cô mau nó taruh kena ya tua binata thì bọn nó thì theo của lại mẹ của nó trong bông sao mà khi đã lúc nữa xỉ đấy của nó ấy xỉ của lại nhé mình đi lấy xỉ nhé thì lúc nào nó phải lúc lấy
ခုပေါ့နော်ငါးခုဆိုတော့ဒီတော့ပို့ပါတယ်3 နှလုံး3လုံး3လုံး4လုံး5လုံးအဲ့ဒါပြီးတော့ဒါလေးကထည့်ရဲတဲ့ခါလေးဒီသွားလိုက်ပါမယ်ဒီသွားပြီးရင်တော့ဒီပေါ့နော်ဒီနေရာလေးကိုသွားလိုက်ပါမယ်သွားပြီးရင်တော့ဒီကမရဲ့ဒီအနောက်မှာရှိတဲ့ဒါလေးကိုလိုက်ပါမယ်ဒီလိုရှိရင်တော့ဒီကမခဏပြင်ထားတယ်ချုပ်လုံးအဲ့ဒါပြီးရင်တော့ဒီအနဲ့အရှိလုံးဒါလေးကိုဆုပ်လိုက်ပါမယ်ရှုပ်ပြီးဆိုရင်ဒါလေးပြင်နောက်ဆိုoh my god no stop oh my god သွားပြီပေါ့နော်နောက်ထပ်ရှိလုံးတစ်လုံးတက်ယူရတော့မယ်ရှိလုံးတစ်လုံးနောက်ထပ်လုံးနေပေါ့နော်ဘာလို့ဆိုတော့ဒီမှာပဲကြည့်ကြအောင်လေနောက်ထပ်ရှိလုံးတစ်လုံးကိုပါသေးတယ်โอเคအဲ့တော့တက်ရလုံးမလက်တော့ဘာလို့ဒါပြီးတော့ဆွမ်းနာခံနေလို့ဒါပြီးတော့သူ့ကိုဒီရောက်ရှိနေအဲ့ဒါလည်းပါမယ်အဲ့ဒါဆိုရင်ဒီပန်တာလေးရလာပါပြီโอเคနောက်ဆုံးတစ်ခုပဲကြံပါတော့နော်နောက်ဆုံးတစ်ခုကတော့ဒီအောက်မှာပဲဒီကုန်းတိုက်ကြီးကိုဝင်ရတယ်ပေါ့နော်နောက်ပြီးရင်သူ့ကိုဒီပါစေဘုံကြီးပဲအေးလိုက်ပေါ့နော်အေးလိုက်ပြီဆိုလို့ရှိရင်ဒီတန်းပွင့်ရလာပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီသွားလိုက်မယ်ပေါ့နော်ဒီနေရာဆိုတော့လူတိုင်းသိမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့အသေးပုံလေးရှိရနော်ဒါပေမဲ့ဒီမှာဒီကြောင်ကြီးရုပ်လေးကတော့နေရာအနှံ့တော့မဟုတ်ဘူးနော်ဒီနေရာမှာရှိရဲအဲ့ဒါကိုအစုံထည့်ရမယ်ပေါ့နော်ဘယ်မကြမဟုတ်လားအဖေဘိုးကသူ့ကလူလေးတိုက်တာ ဘယ်ကလေးရတိုက်လဲကံခါလေးတွေ ဒါကြီးနဲ့ကိုယ်တော့ဘာမှမပေါ်ဘူးโอเคအဲ့ဒါပြီးလို့ရှိရင်တော့ထည့်လိုက်လို့ရှိရင်ဒီအသေးဟာအဲ့ဆိုရှင်ဒီအသေးပုံရလာပြီးတော့ဒီ white ထဲကိုထည့်လိုက်ရနော်ဒီကလေးရလာပါပြီโอเคဒီကလေးရလာပြီဆိုရင်တော့ဒီဖနက်ဆိုင်ထဲကိုပြင်ရမှာပေါ့နော်လောလောဆယ်တော့မဆုံးတော့လည်းလောအဲ့ဒါလောဆယ်ဒီမှာမရှိတဲ့လူတွေကြတော့ပေါ့နော်ဒါမပေါ့သေးတဲ့ရဲစခန်းတော့မပေါ့သေးတဲ့လူတွေကြတော့ပေါ့နော်မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအစောနာပထမဆုံးပြရနေရတော့ပေါ့နော်လူတိုင်းလုပ်လို့ရတယ်နေတွေပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘာယုံနဲ့ဝင်လာပြီးတော့ဒီဂျက်လော်ရုပ်ဖွင့်လိုက်ပါမယ်ဂျက်လော်ရုပ်ဖွင့်လိုက်ပါမယ်ဂျက်လော်ရုပ်ဖွင့်မှဆိုလို့ရှိရင်ဒီမှာဒီပတ်စံတစ်ထောက်ကိုယူလိုက်ပါမယ်ဒီပတ်စံတစ်ထောက်ကိုယူသွားဆိုလို့ရှိရင်တော့ဒီဝန်ထမ်းတယောက်ကိုပေါ့နော်ဒီပတ်စံပေးလိုက်ပါမယ်အခုလောက်ပေးဖို့အတွက်မှတ်ချက်လောက်မပြောလို့နော်ဟောဒီမှာတောင်းနဲ့ပေးထောင်းလိုက်တော့ဒါရအောင်ပုံပေးရှက်မသိဘူးချိတ်တာလေဒီလိုရအောင်
အဲ့ဒါဆိုလို့ရှိရင်တော့ဒီပန်ယုံနဲ့ရောက်လာပြီးတော့ဒီအမကိုပေးလိုက်ပါမယ်သူကလည်းနောက်ထပ်ရပါတယ်ဆိုတော့အခွင့်အရေးတစ်ခုပေးလိမ့်မယ်ပေးပြီးလို့ရှိရင်ဒီဘက်စာနေရပေါ့နော်စပင်ကသူကတော့ရာထူးကြီးဆုံးဆိုတော့လေဒီဘုံလေးပေးပြီးတော့အဘုံလေးကိုဖောက်လိုက်တော့ဒီဘက်ကလေးရပါမယ်ဒီဘက်ကလေးရပြီဆိုရင်တော့ဒီမှာဒီဥစ္စာလေးကိုမြင်ရလိုက်ပါမယ်အဲ့ဆိုရင်တော့ဒီမှာကတော့ရေဘူးနဲ့ဒီကွန်ပျူတာပေါ့နော်ရပါမယ်နောက်တစ်ခုကတော့နောက်တစ်ခုကခဏလေးနောက်တစ်ခုကဒီကောင်မလေးရဲ့ပေါ့နော်ဒီကောင်မလေးရဲ့ဟိုစာအိတ်လေးကိုပေါ့နော်ဒီ cooking class ကိုတွဲပြီးတော့ပေါ့နော်ဂျားရမယ် cooking class ကိုပေါ့နော်တွားပြီးတော့ပေးရမယ်cooking class လို့ပြောရမယ်ပေါ့နော်ဘာလို့ဆိုတော့တော်တော် cooking ပဲပေးမယ်ဆိုတော့လေ cooking class ကိုဂျားရပါတယ်โอเคဒီဆိုလို့ရှိရင်တော့လူတိုင်းသိမယ်လို့ထင်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီနှစ်ယောက်ထဲတက်တဲ့လူပေးလို့ရတယ်နော်အဲ့ဆိုလို့ရှိရင်တော့ဒီ cookie လေးကိုရပါပြီဒါက cookie စားခြင်းတဲ့လူတွေအတွက်ပါနော်နောက်တစ်ခုကတော့ခဏလေးနော်နောက်တစ်ခုကတော့ဒီစိန်ဟိုစားလေဒီထဲကိုသွားပြီးတော့ပေါ့နော်ဒီထဲကိုသွားပြီးတော့ဒီမှာအလေးရှိတစ်ခုရှိတယ်နော်အဲ့ဒါကိုဒီနိုင်နှစ်ခုကိုရှိလိုက်မယ်ဆိုတော့ဒီတော့လေးရလာပါလိမ့်မယ်ဒီတော့လေးရလာပြီဆိုတော့ဒီတော့ကမှဖွင့်ရမယ်ဆိုတော့ဒီရဲ့ဘူးလေးရဖွင့်ရပါမယ်အဲဆိုတော့ခါတဲ့ဖွင့်လိုက်လို့ရှိရင်တော့ဒီမှာစိတ်မျက်စိရဲ့လက်ကရဲ့နိုင်ရရပါမယ်โอเคနောက်တစ်ခုကတော့နောက်တစ်ခုကတော့ပေါ့နော်ဒီထဲပေါ့နော်အကယ်၍စုလို့ကျင်တယ်ပေါ့နော်ကွာဒီလိုမျိုးစုလို့ကျင်တယ်ဆိုလို့ရှိရင်ဘလို့ဒီအကြီးရုပ်ထုကြီးစုလို့ကျင်တယ်ဆိုလို့ရှိရင်ကိုရီးယားဘလို့လောက်အောင်လဲဆိုလို့ရှိရင်တော့တနည်းကိုပြပေးပါမယ်ခဏလေးဆောင်နော်အဲ့ဆိုလို့ရှိရင်တော့ဒီဘက်ကအာဂျူနီနီယာရိုက်တဲ့ဘက်ကိုသွားပြီးတော့ပေါ့နော်ဒီကိုကအိမ်လေးဖာလေးလဲလိုက်ပြီပေါ့နော်အိမ်လေးလဲလိုက်ပါမယ်အဲ့ဒီအိမ်ကြီးကတော့ဒီအိမ်လေးကိုမှခဏကိုကြိုက်တဲ့အိမ်ဆိုတော့လေမိကဒီရက်တောင်လေးတစ်ခုကိုပဲယူလိုက်တယ်ပေါ့နော်မြူတော့ဘာရက်တာတော့အဲ့ဒါပြီးတော့ဒီဘက်မှာဆိုလို့ရှိsorry ဒီမှာဆိုလို့ရှိရင်နေရာအဆုံအလိုက်ပြောင်းလို့ရတယ်ပေါ့နော်ဒီနေရာပြောင်းမယ်ဆိုလို့ရှိရင်ကိုရဲကျတော့ဘယ်နေရာကိုတိုင်းနေတက်လဲဆိုတော့ပေါ့နော်ဒီကတက်ဖယ်လိုက်မယ်ပေါ့နော်ဖယ်ထားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကိုကဒီစုံမအေးကိုတွားပြီးတော့ပေါ့နော်ဝတ်ကမယ်ဘာလို့ဆိုတော့ကဒီစုံမရဲ့ဒီအဂျူနီယာပေါင်းအခါမှာရိုက်ရှင်တာဆိုတော့လေဒီမှာပဲရိုက်ပါမယ်အဲ့တော့လူရပစ္စည်းကတော့ဒီစုံမနေရာမှာဆိုလို့ရှိရင်ဒီရောက်စားရဲ့ဒီတပြက်ဒီတပြက်စီးရဲ့ဒီမော်ဒုတ်တန်ရဲ့ပေါ့နော်သူကအထူးသဖြင့်ဒူတာပေါ့နော်ဒီတပြက်စီးရဆိုလို့ရှိရင်စုံမရဲ့သူကကျတော့စုံမရဲ့ပေါ့နော်ဟိုစုံမရဲ့ဟင်းနေပါလောက်တာလို့ဆိုတာလေ
မြင်ဘူးကြမှာပါတော့လူတိုင်းမြင်ဘူးကြမှာလို့တော့ချင်ပါရဲ့အဲ့ဒါကိုโอเคဒါကိုဒီဘက်မှာထားပြီးတော့ဒါကိုသူ့ကိုကန်ပြီးတော့ဒီပေါ့နော်ဒါတက်တက်ဘေးမှာချရမယ်ပေါ့နော်ဘေးမှာချရမယ်ဆိုတော့နောက်ကိုတစ်ချက်ရိုက်လိုက်မယ်နောက်ထပ်အဲ့ဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်သူကကျတော့ဒီမှာပေါင်းဆောက်လို့ရလောက်တဲ့အနေရတစ်ခုရှိရယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါကိုဒီမှာအပေါင်းလက္ခဏာရှိရယ်အပေါင်းလက္ခဏာရှိရဆိုတော့ဒီအပေါင်းလက္ခဏာလို့ပြောဒါလေးရလာလိမ့်မယ်နော်ဒါလေးရလာလိမ့်မယ်ဆိုလို့ရှိရင်ဒီမှာခွေပြန်တင်ထားပေးလိုက်ပြီးရင်တော့ဒီမှာနေရာပြောင်းလိုက်မယ်ပေါ့နော်ဒီနန်းတော်ကြီးပေါ့နော်နန်းတော်ကြီးထဲပေါ့နော်ရောက်သွားတယ်လို့နေရာပြောင်းလိုက်ဒီကောင်ကကျတော့အစုံရှုပ်ပြီးတော့ပြီးတော့ဒီမင်းသားဝတ်စုံလေးဝတ်မယ်နောက်ပြီးတော့ဒီတစ်ထပ်ဖွီးကိုစောင်းခိုင်းလိုက်မယ်ပေါ့နော်နောက်ပြီးဒီဖနက်တော့ခဏကြပါဟာဟိုဒီဖနက်ကြီးကိုဝတ်လိုက်မယ်ပေါ့နော်နောက်တစ်ခုကကျတော့သပင်ပုံစံကတော့ဆင်းမပြပါနဲ့သပင်ပုံစံကကျတော့ဒီကောင်းမလေးကိုတော့တည်းရင်းနေမှာပေါ့ဒီကနေ့ကတော့ဒီဆိုဆိုကိုအမှားတမှားလေးစဉ်းစားရပါလားဒါပေမဲ့မထားတော့ဘင်းနဲ့ဒါပေမဲ့မထားမဖြစ်လို့လည်းမရအောင်ဆိုတော့လေထားမအောင်လုံးဝရမယ်ဆိုတော့လည်းထားလိုက်ရပြီပေါ့နော်ဒီမိသမီးဝတ်ဆောင်လေးကိုပေါ့နော်ပေါ်ဝတ်လိုက်ပြီးတော့ဒီတောက်ဖက်လေးကိုစီခိုင်းလိုက်မယ်နောက်ပြီးရင်ဒီစပင်ပြင်တဲ့နေရာမှာသွားပြီးတော့စပင်ပြင်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ဒီဥစ္စာလေးတွေဘေးမှာဖယ်ထားလိုက်မယ်ပေါ့နော်ဒါမဲ့ဒီတစ်ရက်စီးကိုတော့ယူသွားရမယ်ဘာလို့ဆိုတော့ကွာဒီဘက်လာတဲ့ပုံစံမျိုးတီထွင်ပြီးတော့လောက်ရုပ်တိဖြစ်အောင်လုပ်ရမှာဆိုတော့လေဒီလားအဲ့ပြီးလို့ရှိရင်ဒီကဒီတစ်ခုရိုက်ပြီးတော့ဒီမှာပေါင်းလိုက်ပြီပေါ့နော်ပေါင်းလိုက်လို့ထွက်တဲ့အောင်လေဒီမှာနောက်တစ်ခေါက်ပြတ်ပြီးတော့လုံးမယ်နောက်ပြီးလို့ရှိရင်ဒီအပြင်အော်ရပုံစံလုံးမယ်ရပြီးရင်ဒါနဲ့သွားပြီးတော့လုပ်ပြီးတော့no ပေါင်းမရတော့ဘူးတဲ့ပေါ့နော်
Okay အဲ့တော့ဒီလောက်ပါပဲအဲ့တော့ဒီကုစုံနေရှုပ်ပြီးတော့ကျေးဇူးပါပဲ bye bye အခုယူပြီးတော့ကိုဝစ်ဆောင်ကိုဝစ်ပြီးတော့ဒီဆောနာနန်းတော်ကြီးထဲကိုသွားပါမယ်အဲ့ပြီးလို့ရှိရင်တော့သွားပြီးလို့ရှိရင်တော့ဒီပေါ့နော်ဒီထဲကိုလိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်သွားကြတော့တချို့ဒီပွဲတက်ရောက်တဲ့လူတွေကကြတော့အရန်စွမ်းတော့လေအကျိုးထဲရောက်တယ်လို့မျိုးပေါ့နော်တီထွင်ဖန်တီးထားပေါ့နော်ကိုရီးယားကြတော့အဲ့ဒါတခုအဲ့နန်ထဲရတဲ့ဥစ္စာဖယ်ပြီးတော့ကိုရဲ့ဓာလေးကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဟိုနမပါရမ်မေအဲ့ဆိုတော့ဒီရဲ့စုကလေးကိုရတော့မှဖြစ်ပါတယ်မချက်လောက်ကြည့်ကြရနော်အဲ့ဘလို့ရှိနောက်တစ်ခုကားကြတော့ခဏနော်နောက်တစ်ခုကကြတော့ဒီစိန်နိုင်တော့ထဲပြန်ပြီးတော့ဝင်လိုက်ပါမယ်စိန်ထဲဝင်ပြီးလို့ရှိရင်တော့ဒီဘမ်ကတ်ရာဟာလေးလေအစောနာကြားပြီးတဲ့ဒါလေးကိုယူပြီးတော့ဒါလေးနဲ့လိုက်လို့ရှိရင်ဒီရဲ့ပါဆယ်လေးဆိုလို့ရှိရင်ပါကင်ထောက်လာမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့2000ပါတယ်စုံလို့ပါပြင်မယ်ပေါ့နော်မြက်ကျဲလို့တော့ထင်ရတယ်ပေါ့နော်ရမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တင်ပါတယ်တင်ပါတယ်တင်ပါရဲ့တင်ပါတယ်ဘာလို့တယ်လို့မရတော့ဒါလေးတက်ပြီးတော့နော်အဘလို့ရှင်ဒီဘန်ကလေးကိုယူပြီးတော့ဒီဒီပေါ့နော်မျက်နှာအရောက်ရှိတဲ့ဒီထဲဝင်ပြီးလို့ရှင်တော့ဒီမှာတော့လူတိုင်းသိချတဲ့အတိုင်းပဲဒီရောက်လာတော့လူတိုင်းသိမယ်လို့အဲ့ဒီဒါလေးကိုဒီကတမက်လောက်ရှင်ရှင်မျက်နှာကလေးရပါမှဖြစ်ပါတယ်အားလုံးပဲဒါအပြင်မနေသေးဘူးပေါ့နော်တော့ခိုက်ပဲပေါ့နော်တကယ်တော့ရှယ်ကိုက်တယ်ပေါ့နော်ညီမလေးပေါ့နော်တွေ့တာဟာတွေ့ဆိုင်တော့ဝင်ပြီးတော့လုပ်တယ်ပေါ့နော်တွေ့ရဆိုင်တော့ဝင်လုပ်ပေးမယ်ဒီစားမရဘူးကွာဆိုတော့ရှားဆိုင်သွားမယ်ကိစ္စဆိုင်ရမယ်လို့တော့ထင်တာပဲနော်။အိုးထုတ်ဆိုင်ရမယ်လို့တော့ထင်ပါရဲ့။ Yes ရတယ်စိတ်လေးရတယ်။စိတ်ရတယ်စိတ်လေးရဆိုပုံမှန်ဆက်ပြီးတော့ကျောင်းနဲ့ပေါ့နော်။စိတ်ရတယ်ဟိုရောက်လာနေတယ်။ဆိုတော့စိတ်ဒီဆိုတော့အုတ်ထုတ်ဆိုင်နေနော်အုတ်ထုတ်ဆိုင်ပြီးခဏဆိုင်ပြီးတော့ခေရောအုတ်ထုတ်လေးပြောကိုလက်ဆောင်ရပါတယ်နောက်ပြီးဖနက်ဆိုင်ကိုကတော့ဖနက်ခရမ်းရောင်လေးပဲရမှာဖြစ်ပါတယ်မဟုတ်ဘူးကွအဲ့ဒီဆိုင်ကတော့အတိအကျခန့်မှန်းနိုင်ခင်းရအောင်ဒီဆိုင်နော်ဒီနေရာတော့အခုခင်းရအောင်ဟုတ်နောက်ထပ်အများကြီးရှိပါသေးရဲ့နော်ဒါကိုတော့နောက်ဆက်မှပဲဘာလို့ပြန်မသိဘူးခဏ
စီရလေးနော်အဲ့ဒါပြီးလို့ရှိရင်ညက်တဲ့နေရာလေးကိုနော်တစ်ချက်တော့သွားမယ်ဒါလေးကစားပြီးဘာမှမရဟာရောက်ရေးစားတယ်လို့ဘာမှမရပါဘူးနော်ဒါအပြင်ကโอเคထားပါအဲ့ဒါနောက်ပြီးလို့ရှိရင်ဒီရောက်စာပေါ်တယ်ပေါ့နော်ဒီဟိုဒီနေရာထဲအရင်ဆုံးမြင်ရတယ်ပေါ့နော်အရင်ဆုံးမြင်ရမယ်ဒီဆုံးမြင်ရမယ်ဆိုလို့ရှိရင်တော့ဒီပါစက်ထုတ်လေးကိုယူပြီးထည့်မယ်ပေါ့နော်ယူပြီးထည့်မယ်နောက်ပြီးဒီပါစက်ကိုင်းကိုဖတ်လိုက်တဲ့အခါမှာတော့ဒါလေးရှိနေလို့ကြိုက်တော့ပေါ့နော်အော်ဟိုစားလေမင်းညာအရှိမဟုတ်အရှိမဟုတ်သူအရှိမဟုတ်ဒီမက်ဆေ့ဆိုင်နဲ့ဝယ်ပြန်ဝင်ရမယ်ဒီတလောက်လေးလုပ်ပေးရဆိုတော့လေနော်နည်းနည်းလေးတော့ခက်တယ်လို့ခေါ်တယ်လို့ပဲပေါ့နော်โอเคဒီထဲကောက်စားလေးယူလိုက်မယ်ပေါ့နော်ဒါဘာမှမသုံးโอเคယူလိုက်ပြီးရင်တော့ဒီထဲဝဲပြန်ဝင်ပါမယ်သူတို့နှစ်ယောက်ကိုခေါ်လိုက်ပြီပေါ့နော်โอเคသူတို့နှစ်ယောက်ခေါ်လိုက်မယ်သူနှစ်ယောက်ခေါ်ပြီးလို့ရှိရင်တော့ဒါ1 2 3โอเคသူကကြတော့ဒီအပတ်ရောင်စုံသူကကြတော့ဒီလှလှလေးနဲ့အဲ့လှလှလေးစုံပေးတယ်โอเคကိုရကိုပြသွားရအောင်နော်ပါစယ်မဟုတ်တဲ့အဲ့လှလှလေးကိုလည်းရွေးမယ်ပေါ့နော်အဲ့ဒါကတော့ဒီရှိရင်ဒီထဲရဲ့ကြာပြီမဲ့ကိုရအရင်ထဲကရရှိပြီးသားဆိုတော့လေဟိုကโอเคအဲ့တော့လေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ပါပဲနောက်ထပ်ဘလို့ကတော့ဟင်းရှက်စရာအားလုံးကိုဘယ်လိုမျိုးနည်းနဲ့ရှက်ကမလဲဆိုတော့ကိုလည်းလုပ်ပြတော့မှဖြစ်လို့အားလုံးပဲနောက်ဗီဒီယိုကိုစောင့်ကြည့်ကြဖို့အတွက်ပြေးတောင်းဆိုလိုက်ပါအားလုံးပဲဒီဗီဒီယိုလေးကတော့ပါပဲအားလုံးပဲဘိုင်ဘိုင်လို့ပြောလိုက်ပါတယ်